ဘယ်လိုဖြစ်နေရလဲလူလဲဝင်တိုင်းနေပါအောင်မယ် ဒီမှာမနိုင်လို့ မြို့ဘသူကလည်းအများကြီးတဲခိုင်းလို့လဲနိုင်လို့တဲတော့ တခါတည်းပြီးအောင်လို့လေ အဲ့ဒါတော့နင်းကနေရှာရှင်းပြီးတဲတာခံကောင်းဒါလေးကူမပြော မလည်းခိုင်းဖို့ဆိုကျွန်တော်မမြင်နဲ့မုံဝဲတဲ့အချိန်ကျရင်ကျွန်တော်မမြင်တော့ မလဲရှိလို့လားနင်းကဟိုရတယ်ကငါမရတယ်ရ လုံးလန်းထားအားနေရွက်နေတော့တာပဲဒီနေ့ဗာမင်တို့ရဲ့သေးရလဲဆိုတော့ကြောင်၅ပေါင်အင်ဒိုချက်ကျော်ဂျူနန်ဘက်ကင်ဒီနေ့ခေါင်းထဲမှာမှတ်ထားတဲ့မင်းတို့တွေကလည်းစတိုရီတော့အောင်ပြည့်တော့တော့ပြောလိုက်ပါဦးမယ်ကောင်းတာ တေချာလုံးနော် လာပါပြီဆရာမကြီးဟုတ်ကဲ့ပါမလေးဒီနေ့ကြောင်၅ပေါင်မင်းတို့သေးတယ်ထက်ရောက်ရနော်ကစတမာတွေဖုန်းဆက်မိသေးလား မေးရပေါ့နော်ကစတမာတွေကသူတို့စားနေကြမင်းမျိုးတွေကိုမနာကြီးဖုန်းဆက်မင်းနေကြနောက်ဆုံးတော့ကမာရတည်လာတော့ဖုန်းဆက်မင်းနေသေးရဲ့ ရတာဗောစောနာပဲခင်းတာ ခင်းနိုင်လည်းပြီးရောနော်ပစ္စည်းလေးပါလေးပြတ်ရင်လည်းလာပြောပြီးရောဒါကြောင့်မှကစတမာတွေမိမသိမှာဆိုလို့ အမဖဲသွားနေရ ဘယ်တော့တော့ပေါ့ ဒီမှာမင်းတို့သေးတယ်ထက်ရောက်လို့ဒီမှာလာပို့ပေးတာတော့ကြာနေမသိလိုက်ပါဆိုလို့ကိုနေရာမှာလည်းကိုမနေဘူး ရှောင်းရင်ပြီးရောစကားပြောတာကငါကြည့်တယ်လို့သူများကြည့် မှန်တော့မအဲ့တော့ကျွန်တော်အဲ့လိုပြောတော့မဂျိုင်းနဲ့တိုင်ပါ ညနေကနေလည်းငါတိုင်စိတ်ဝင်တာရောက်ပြီးရောသွား မခိုင်စု ဟေး မခိုင်စုမင်းမလို့ အေး မခိုင်စုနဲ့မိုးရင်းညက်လေဘာလို့တွေ့ရင်ကြိုက်နေကြလဲအော်ဘာလို့တွေ့ရင်ရပြစ်နေကြလဲလို့ နင်းကလည်းအဲ့ကောင်ကိုကြည့်ပါအဲ့ကောင်ကပြောင်းဆက်ဆက်နေဟာပြီးတော့အရင်လောက်တော့ငါညမဒီစားစကားငါပြောထားတယ် ဟောမခိုင်စုရဲ့ရီးစားစကားပြောတာပဲအသားပက်ပါတော့တာမဟုတ်တာ အသားတော့ဘယ်ပဲပါမလဲဒါပေမဲ့ငါညမငယ်သေးတယ်ဟာပြီးတော့အဲ့ကောင်ရုပ်ကိုလည်းကြည့်လောက်တောင်ကြည့်တယ်လို့မြောက်ကြည့်တယ်လို့တကယ်လည်းရုပ်ကနှာဘူးရုပ် မခိုင်စုရဲ့ပြောနိုင်လေနူးတဆုံကြီးပဲ A few moments later. ဒီတခါတော့ငှလဲဗောဆရာမကြီးကိုဆရာကြီးပြန်လှုပ်လိုက် Yeah, boy. ဘာလို့ရွက်နဲနေမလားထပ်မဖြစ်ဘူးလား နေမြင်နေဖြစ်လိုက်လေ ဟာဒါအမှလုံးဝမှာလေ ငါတယောက်တည်းလုံးမဟုတ်ဘူးလေဒီဆိုင်မှာရှိတဲ့လူတွေနဲ့တက်ဆိုင်နေမဟုတ်ဘူးလားနင်းစီးမှုစီတွေကဝန်ထမ်းမဟုတ်ဘူးလား ဟုတ်တယ်လေဒီနေ့ဒီကောင်သားကျွန်တော်လည်းမဟုတ်တော့ ခက်တယ်လူတိုင်းကလေလူကိုမျက်နှာလဲကပြသိစနိုင်ကြတာပဲဒီဆိုင်မှာရှိတဲ့အလုပ်တိုင်းကဒီဆိုင်ဝန်ထမ်းတိုင်းအလုပ်ပဲမဟုတ်ဘူးလားမလုပ်တတ်လို့မလုပ်တာဆိုပြစ်မပြောပါဘူးသူဟာလုပ်တတ်ရတာမသိကြအောင်ဆောင်နိုင်ကြတော့မပြောချင်ဘူး အမတို့ကလည်းမပြောမှပဲပြစ်ပပိုးကြီးနေပြီလုံးမယ်နော် နင်းမြင်နေမလားငါမအောင်နင်းလုံးလိုက် ခိုင်းမကြောက်ဒီမြောက်ခတားခိုင်းတော့ဟာဒီပလင်းကလွတ်နေတာပဲငါရေဘူးကလည်းကြံခဲ့တာဆိုတော့ဒါလေးကိုရေချင်းပြီးတော့ရေတက်တော့ရမယ် ဟဲ့မွေး你说出来看到人家 ရေတွေပါအမရဲ့ 白起来你我白来呀你嘞你快搞你这年好了你老远我都谈那么细的你有茶叶改你有茶叶翻个看不是你有我来来这外面哦这看来把你有老不看马虎的那边你进来你进来 အမမဟုတ်ဘူးရေလို့အမပြန်လာခဲ့အမပြန်လာခဲ့ရေလို့ စစ်ဖူစီတီနဲ့အတူဟော့ပေါ့ရတာကိုတစ်စင်းမြင့်တင်လိုက်ပါ